လာပါရှင်ကို မင်္ဂလာပါညီမလေးဟိုကကိုယူလေးတတိယဆုံးမှာကိုချစ်ရလူကြီးလက်ဆောင်ပေးခြင်းလို့အဲ့ဒါကိုယူတစ်ချက်တော့ပြပေးပါလားဘယ်ဟာလေးလှမလဲ ဟုတ်ကဲ့ပါရှင်ကိုညီမလေးတို့ညီမတိုင်းမှာတတိယကျအထူး promotion ရရမယ်လက်စွပ်လေးတွေနဲ့တက်ပေးမယ်နော်ပြပေးမယ်ဒါလေးဆိုလို့ရှိရင်လည်းငွေမောက်10သိန်းဝန်းကျင်လေးနဲ့ပဲရမှာနော်တော်တော်လိုက်မှာဒါမျိုးနဲ့ဆိုရင်ညီလာပါရှင်ဟိုက 你呀，睡在那排拉路吧？哦，然后送了，都得拉回来了。 ဟုတ်ကဲ့ရှင်မတတိယကျအထူး promotion နဲ့ရမှာပါရှင်ဟိုမှာ10သိန်းဝန်းကျင်လေးနဲ့ပဲရမှာနော်ဟိုမှာ你呀，这个 promotion 你呀，别是呢，你俺那条款当路了哩。မဟုတ်ဘူး 你妈妈好白好白，他表明呢，你俺在个家了呢。အခုနောက်ဆုံးတော့နေငါ့လက်ထက်ခွင့်လာတောင်းနိုင်မှာနေငါ့ဘယ်လိုမိမများမှတ်နေလဲဒီလိုမျိုးရှော့သေးနဲ့ရတဲ့ပစ္စည်းနဲ့လက်ထက်ခွင့်တောင်းရရမယ်နေထင်နေတာပြောင်းအောင် မဟုတ်ပါဘူး ဘာမှငါပြောမနေနေကြောင်ငါသိတယ် မဟုတ်ဘူးဒါကလေ ဒီမှာဘာမှဓားလေဓားပြောမလဲငါနဲ့ကြောင်တင်ငါတို့လက်ထက်နိုင်အောင် မဟုတ်ဘူးဒါငါမေအတွက်လာဝဲတာငါရဲ့ဒါကိုယူဒါလေးထုတ်ရ ဟုတ်ကဲ့ရှင်